မင်္ဂလာပါရှင်အားလုံးမင်္ဂလာပြည်တင်ပြည်ရန်ကြီးရှိပြီးကောင်းကျိုးချမ်းသာပြပြရရှိခံစားနိုင်ကြပါစေလို့ဆုတောင်းမေတ္တာပို့ပါတယ်အားလုံးရဲ့မေတ္တာကိုလည်းတန်ဖိုးထားပြီးလေးလေးစားစားခံယူပါတယ်ရှင်နေ့မင်္ဂလာနေ့လေးတစ်နေ့အစပြုပြန်ပြီပေါ့နော်ဒီနေ့ဟာမင်္ဂလာရှိရမယ်လို့ကိုပိုင်ဆုံးဖြတ်ချက်ရှိဖို့လိုပါတယ်ဒီနေ့မင်္ဂလာရှိဖို့အတွက်ကကိုတောင်းဝင်ပါတော့မင်္ဂလာနည်းနည်းခင်းမှာဒါဆိုရင်မင်္ဂလာရှိတဲ့နည်းနည်းကလေးဖြစ်ဖို့အတွက်ကျမတို့ရဲ့တောင်းဝင်မင်္ဂလာနေ့လေခင်းမှာလို့ပြောနိုင်မှုအတွက်လည်းကျမတို့ရဲ့တောင်းဝင်ပါနော်အဲ့တော့မင်္ဂလာရှိဖို့အတွက်ကကျမတို့ဟာဒီနေ့အခုနေ့တစ်နေ့အစားပြုပြီးဆိုတော့ကျမတို့လူလောကမှာဖြစ်တဲ့လူပေါင်းများစွာနဲ့ပြောဆိုရမယ်ဆက်ဆံရမယ်နော်လူပေါင်းများစွာနဲ့ပြောဆိုဆက်ဆံတဲ့အခါမှာကျမတို့ကြိုက်နေတဲ့တာလည်းတွေ့မယ်ကျမတို့သဘောမကျစရာလည်းတွေ့မယ်ကျမတို့ဒေါသထွက်စရာလည်းတွေ့မယ်အများကြီးပေါ့ရှင်နော်စိတ်ဆင်းစရာလည်းတွေ့မယ်ကျမတို့လူတွေနဲ့ဆက်ဆံနေတာဖြစ်တဲ့အတွက်ကျမတို့ပါဇက်ကနေပြီးတော့ပြောရအောင်မယ်နော်ကျမတို့စကားတွေပြောမယ်ပြောလိုက်တဲ့စကားတွေကကောင်းသောစကားတွေဖြစ်ဖို့လိုတယ်ဒီကတော့ကောင်းသောစကားကိုသာစူတော်မူအတော်မြတ်စွာဘုရားရဲ့ဂုဏ်တော်ကိုရည်မှန်းကြတော့ပါတယ်ကျမကတော့အဲ့ဒီစကားလေးတစ်ခုပြောလို့ဆိုရင်ဒီကတော့မြတ်ဖျားရဲ့သူကတော်ဆိုတဲ့ဂုဏ်ကိုသိနှစ်သက်တာပဲမြတ်ဖျားဟာစကားအပြောကောင်းဆုံးသူမှန်ကန်ပြီးတော့အကျိုးရှိတဲ့နော်စကားမျိုးကိုပြောတဲ့စကားကိုပြောတဲ့အချိန်မှာအပြောတတ်ဆုံးသူပဲပေါ့နော်သူကတော်ကိုကျွန်မသိတဲ့ဝန်ကြပါတယ်အဲ့တော့ကျမတို့ရဲ့နှုတ်ဖျားကစကားကောင်းလေးထွက်လာဖို့စကားကောင်းလေးဆိုတာတစ်ဖက်ကလာမှာနော်တစ်ဖက်ကကျမတို့ကြီးမကျေနပ်စရာနော်ကျမတို့ဒေါသထွက်စရာအများကြီးလာမှာအဲ့လာတဲ့ပုံမှာကျမတို့ကအချိန်ခဏလေးစိုင်းနိုင်ဖို့ကျမကတခုခုဆိုအလိုလောက်တုံ့ပြန်တာကွာနော်တခုခုဆိုရင်ဒေါသထွက်စရာလာတယ်ဒေါသထွက်စရာပြောလာပြီဆိုရင်ကျမတို့ကအလိုလျောက်ပြန်ပြီးတော့မကြည်နဲ့ဘူးဒေါသနဲ့ပြန်တုံ့ပြန်တယ်ပေါ့နော်အဲ့လိုမဖြစ်အောင်လို့ကျမတို့ရဲ့စိတ်ကလေးကိုသတိနဲ့စောင့်ကြည့်ပြီးတော့အချိန်ခဏလေးဘာပဲလုပ်ဘာပဲပြောခဏလေးစက္ကန့်အနည်းငယ်လေးအချိန်လေးစိုင်းပြီးမှပြောကြပြကြဖို့ကျမကတိုက်တွန်းလိုပါတယ်ရှင်ဒါဆိုရင်အမှားအများကြီးနေသွားနိုင်ပါတယ်ကိုကကောင်းသောစကားလေးတွေကိုပြောနိုင်ပါစေကောင်းသောစကားလေးတွေကိုပဲကြားနိုင်တဲ့ကြားတဲ့ဒီဖြစ်ကြပါစေလို့ဆုတောင်းပါတယ်နော်မင်္ဂလာ